သူတို့အားလုံးကလည်းမြေခွင်းနောက်ကိုလိုက်ပြီးမောင်မိုက်ပြီးတော့မြူတွေဆိုင်နေတဲ့တောအုပ်ကြီးတွေကိုဝင်သွားကြတဲ့ကွယ်တစ်ပင်တွေကလေထဲမှာလှိဝက်ချက်တွေနဲ့တီးတို့ပြောနေတယ်လို့ကြောက်စရာကောင်းနေတာပေါ့ကွယ်ငါဒီနေရာကိုမကြိုက်ဘူးဆိုပြီးတော့လေယုံလေးရလဲတုံရင်စွာနဲ့ပြောနေတဲ့ကွယ်ရုတ်တရက်ဝုန်းနဲ့ဆိုပြီးတော့အကိုင်းတစ်ခုကျိုးသွားတဲ့အတန်ကိုကြားလိုက်ရတဲ့အခါမှာတငယ်ချင်းတွေအားလုံးကလည်းလှန့်ဖြတ်ပြီးတော့မှခုန်လိုက်ကြတဲ့ကွယ်ဒါပေမဲ့အဲ့ဒါကကြောင်လေးရဲ့နှာခေါင်းပေါ်မှာလာနာတဲ့ဖော်ရည်တဲ့ပိုးစုံကျူလေးဖြစ်နေတဲ့ကွယ်ပြီးတော့မြူရီကြားကနေပြီးတော့ဇီးကွက်ကတခုခုကိုတွေ့လိုက်ရတဲ့ကွယ်အဲ့ဒါကတော့တစ်ပင်အိုကြီးရဲ့အခေါင်းထဲမှာလှိဝက်တကားတခုရှိနေတဲ့ကွယ်မြေပုံမှာဒီနေရာကရဲတိုက်ကိုသွားတဲ့လှိဝက်လမ်းကြောင်းလို့ကြောင်လေးဝါတုတ်ကအော်ပြောလိုက်တဲ့ကွယ်တခြားတငယ်ချင်းတွေကလည်းစိတ်လှရှားစွာနဲ့တကားကိုဖွင့်ပြီးတော့မှဝင်သွားကြတဲ့ကွယ်တစ်ပင်ခေါင်းထဲလဲရောက်တော့တငယ်ချင်းတွေကမောင်မိုက်တဲ့လိုင်ကောင်းတစ်ခုတည်းကိုစန်းတဝဝနဲ့လမ်းလျှောက်သွားကြရတဲ့ကွယ်သိငယ်ပြီးတော့တောက်ပနေတဲ့မိုးလေးတွေကလည်းသူတို့ကိုလမ်းပြနေတဲ့ကွယ်ပြီးတော့ဝုန်းဆိုတဲ့အတန်တခုကိုကြားလိုက်ရတဲ့ကွယ်အဲ့ဒီချိန်မှာပဲမြေကြီးတွေကတုန်ခါသွားတဲ့ကွယ်သူတို့စီကိုတက်တက်လာနေတဲ့ကြောက်တုံးလေးတို့အဲ့ဒီချိန်မှာရှင်လေးကပြေးဆိုပြီးတော့မှအတန်ကျဲကြီးနဲ့အော်ပြောလိုက်တဲ့ကွယ်သူတို့အားလုံးကလည်းဘက်ဘက်ကိုရှောင်းတဲ့လူကရှောင်းညာဘက်ကိုခုံတဲ့လူကခုံအဲ့လိုနဲ့ကြောက်တုံးကြီးကသူတို့ကိုလက်မအနေငယ်လောက်လေးမှာပဲလွဲချော်ပြီးတော့လိမ့်သွားခဲ့တဲ့ကွယ်လိုင်ကောင်းဆုံးမှာတော့သူတို့ကဟောင်းနှွမ်းနေတဲ့တစ်သားလီကတခုကိုတွေ့လိုက်ရတဲ့ကွယ်ဒါရဲတိုက်ကိုသွားတဲ့လမ်းဖြစ်ရမယ်ဆိုပြီးတော့ဇီးကွက်ကြီးကလည်းအော်ပြောလိုက်တဲ့ကွယ်တယောက်ပြီးတယောက်သူတို့ဟာရဲတိုက်ရဲ့ခမ်းမဆောင်ကြီးတွေကိုတက်သွားကြတဲ့ကွယ်ရဲတိုက်ရဲ့ခမ်းမဆောင်ကြီးထဲမှာနိုင်ရံတွေကဖုန်နေတက်နေတယ်ပြီးတော့ပိတ်ကားတွေကလည်းဟောင်းနှမ်းနေတယ်ပြီးတော့တန်ကြက်ကရုပ်တွေနဲ့ပြည်နေတဲ့ကွယ်ယတနာကဒီနားမှာရှိလောက်တယ်ဆိုပြီးတော့ကြောင်ဝါတုတ်ကလည်းသူ့ရဲ့အမီးကိုလှုပ်ရမ်းပြီးတော့ပြောလိုက်တဲ့ကွယ်သူတို့ဟာမြေပုံတိုင်းလိုက်သွားပြီးရွှေရောင်ချရာလေးတွေဖုံးလန်းနေတဲ့တစ်သားတကားကြီးတစ်ခုကိုတွေ့ခဲ့ရတဲ့ကွယ်